Pamis Career Channel မှာကြိုဆိုပါရစေတောခကသူကြီးမြတဲ့သူမကျေနပ်တဲ့သူတွေကိုဖျားနာအောင်တေးအောင်ပြုစားလေးရှိတယ်။သူမကသူမောင်းတဲ့လူမဟုတ်ရင်လေသူမကိုငွေပေးပြီးပြုစားခိုင်းရင်ပြုစားပေးတယ်။တရက်မှာတော့တောခမွေးထားတဲ့ဝက်ကစိုက်ခင်တစ်ခုဝင်းဖြတ်တယ်။အဲ့ဒါနဲ့စိုက်ခင်ပိုင်ရှင်ကဝက်ကိုရိုက်လိုက်ပါတယ်။ဝက်ဟာခြေတောက်တစ်ဖက်ကျိုးတော့ပြီးတောခအိမ်ကိုထော့နဲ့ပြန်သွားတယ်။ခဏကြာတော့တောခရောက်လာပြီးသူ့ဝက်ကိုရိုက်လိုက်တဲ့စိုက်ခင်ပိုင်ရှင်နဲ့ရန်ဖြစ်ကြတယ်။စိုက်ခင်ပိုင်ရှင်ကရိုင်းတဲ့အတုံးနှုံးတွေနဲ့တောခကိုပြန်ဆဲတယ်။တောခကငါ့ကိုမလေးမစားလုပ်တဲ့ကောင်အသေးစိုးနဲ့သေးစေရမယ်ကြည်ထားလို့ပြောပြီးထွက်သွားတယ်။တောခထွက်သွားပြီးခဏကြာတော့စိုက်ခင်ပိုင်ရှင်ကကဲကြပါမီးတွေလောင်နေတယ်ပူလှပါပြီးတော်ပါတော့ဆိုပြီးအော်နေတော့ဘေးဘဝင်းကျင်ကလူတွေနဲ့သူ့ညီကိုတွေကလာကြည့်ကြတယ်။လာကြည့်တဲ့အချိန်စိုက်ခင်ပိုင်ရှင်ရဲ့ကိုမှာစီးပူးတွေလောင်ထားသလိုအပူအဖူးတွေပေါက်နေတယ်။သူ့ညီတွေကတောခကလုံနေတယ်ဆိုတာတိချင်းတောခအိမ်ကိုတောစောသားစောပြီးလိုက်တော့ကြတယ်။လိုက်တော့တောခကအိမ်မှာမရှိပါဘူး။ပဝင်းကျင်ကလူတွေကိုမေးကြည့်တော့တောခကချောင်းပေးကကမိပင်ပေးကိုတွားတယ်လို့ပြောတော့လိုက်တော့ကြတယ်။ချောင်းပေးကကမိပင်ပေးရောက်တော့တောခတယောက်တေးစမ်းပူစမ်းလောင်စမ်းလို့ကျင်းစမ်းနေပြီးတဲအိုးတိုးထဲမှာလူပုံစံအယုတ်တယောက်ထည့်ပြီးတောချောင်းတစ်ချောင်းနဲ့မှွေနေတာကိုတွေ့လိုက်ကြတယ်။အဲ့ဒါကသူတို့ကိုလုံနေတယ်ဆိုတာတေချာတော့ပြီးဆိုပြီးအဲ့ဒီနေရာတင်ဓားတွေတောက်တွေနဲ့ဝိုင်းရိုက်လိုက်ကြတာအဲ့နေရာမှာတင်တောခဟာပွားရှင်ပြီးတေဆုံးသွားပါတော့တယ်အဲ့ချိန်ကလည်းဂျပန်တပ်တွေဝင်းခါစခိဆိုခိဖြက်ကြီးဆိုတော့ဘယ်မှုမှလည်းမဖွေးခဲ့ရပါဘူးတောခကိုတက်တဲ့စိုက်ခင်ပိုင်ရှင်ညီအကိုတွေကလည်းယောကထွက်ပြေးသွားခဲ့တဲ့အဲ့ဒီချိန်ကနေစပြီးတောခတယောက်မကျွတ်မလို့ဖြစ်နေပြီးအပင်ကြီးပေးမှာပဲခြောက်နေတယ်လို့ပြောကြတော့အဲ့နေရာကိုဘယ်သူမှမတွားရကြပါဘူးလူတွေကတောခအောက်လမ်းပညာနဲ့လူတွေကိုတက်ခဲ့တဲ့အခုတော့ကန်ကြီးကြောင်အခုထိမကျွတ်မလို့ဖြစ်ပြီးအပင်ကြီးနာမှာခြောက်လက်နေတော့ပဲလို့ပြောကြပါတယ်